မင်္ဂလာပါရှင်သမီးကတော့အထက်ကနှစ်ကမာရတတိယရမှသမီးလေးမဖူးမဲ့ပဲဖြစ်ပါတယ်ရှင်ဒီကနေ့ရင်ကျေးလိမ်မှာ38ဖြာမင်္ဂလာစီစဉ်မှာတိဆက်မဲ့ပုံမြင်ကတော့တရက်ပင်နဲ့ခွေတော့ပင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ဟူးရှိတုန်းကဘာရဏတိပြည်မှာတတိဝါဟနာမင်းစိုးစံနေတဲ့အချိန်တုန်းကပေါ့ကွယ်တတိဝါဟနာမင်းထံမှာဉာဏ်ပညာနဲ့အထူးပြည့်စုံတဲ့ပညာရှိမတပါလေခါစားချက်ရှိတယ်တဲ့တနေ့တော့မင်းကြီးနဲ့တကွမူကြီးမရအပေါင်းဟာမြစ်တွင်ဆင်းပြီးရေကစားကြတဲ့ဒီအချိန်မှာကန်ထမုံကြအိုင်ဘေးမှာပေါက်တဲ့တရက်ပင်ကတရက်သီးမဲ့တလုံးဟာအိုင်ထဲကိုကျူကြရာကမြစ်ထဲမြို့ပါလာခဲ့တဲ့ဒီတရက်သီးမဲ့ကိုမင်းချင်းတွေကတွေ့လို့ဆယ်ယူကြည့်လိုက်တဲ့အခါရွှေအောင်စင်းနဲ့ပြည့်စုံပြီးအနက်အလွန်မွှေးတာကြောင့်မင်းကြီးကိုဆက်သလိုက်ကြတဲ့ဘယင်ကြီးလည်းတုံးဆောင်ပြီးတဲ့အခါအနက်အရသာထူခဲ့တာကြောင့်ဥယျာဉ်မှုကိုခေါ်ပြီးဥယျာဉ်တော်ထဲမှာကောင်းစွာစိုက်ပျိုးစေတာပေါ့မင်းကြီးများဆရာဥယျာဉ်မှုကြီးအခါသားရောက်ပြီလားကွမှန်လားပါအခါသားရောက်ရှိနေကြောင်းပါဗျာဥယျာဉ်မှုကြီးဒီတရတီးရဲ့အနက်နဲ့အရသာအလွန်ထူခဲ့တာမို့ဒီတရမျိုးကိုငါကိုတော်ရဲ့ဥယျာဉ်တော်ထဲမှာရှင်တန်မောင်မင်းစိုက်ပျိုးရမယ်ကွမှန်လားပါဗျာကျွန်တော်မျိုးတေးချပါဂရုစိုက်ပြီးမြေရောပါများလို့ရင်များထည့်သွင်းကဖိုက်ပြိုးပြီးထူးခဲ့တဲ့အနက်ရတာရှိတဲ့တရက်သီးများအမြင်သီးလောက်ကျိုးပန်းပါမယ်ဗျာကောင်းပြီအများဆုံးစိုက်ပျိုးစေဗျာဒီလိုနဲ့သုံးနှင်းခန့်ကြတဲ့အခါဥယျာဉ်မှုကြီးရဲ့ကျွမ်းကျင်မှုကြောင့်တရက်ပင်ဟာတရက်သီးတွေပြီးလာတော့တဲ့မူလတရက်သီးလိုပဲချုံမြိန်ပြီးအနက်ရတာထူခဲ့တာကြောင့်တတိဝါဟနာမင်းကြီးဟာအတိုင်းတိုင်းအပြည်ပြည်ကအမင်းများထံလက်ဆောင်များအဖြစ်ပေးဖို့စေခဲ့တဲ့ဒါပေမဲ့မျိုးပွားမှာဆိုတာကြောင့်မပေးဖို့ခင်မှာတရက်သီးရဲ့အညူအညှောက်ဖြစ်မဲ့နေရာတွေကိုဖားရိုးစုနဲ့ထိုးပြီးမှပေးဖို့စေခဲ့တဲ့ဥယျာဉ်မှုကြီးဖျားငါကိုတော်ထံကိုတတိဝါဟနာမင်းပေးပို့လိုက်တဲ့တရက်သီးကိုပွဲတော်တီးရတာအမတန်ရတာထူးခဲ့လာတယ်ကွဒါကြောင့်မလို့မောင်မင်းကိုတရက်ပင်စိုက်ဖို့တာဝန်ပေးခဲ့တာအခုတရက်ပင်စိုက်လို့ရပြီလားကွပြီးတော့ဘူးပါဗျာရှင်မင်းမြတ်စေခိုင်းသည့်အတိုင်းကျွန်တော်မျိုးကျိုးလားစိုက်ပြိုးပါတော့လေတရက်သီးကိုပေးဖို့စဉ်းစားရုံးမပွားနိုင်အောင်စီမံထားတာမို့စိုက်ပြိုးလို့မရကြောင်းပါဗျာဒီတိုင်းမှန်ပဲလားဟုတ်မှန်တော့ပါဗျာကောင်းပြီမောင်မင်းကိုငါကိုတော့အတိုင်းပြ1000ပေးမယ်မောင်မင်းဘာယာနတိပြည်ကိုသွားပြီးဓတိဝါဟနာမင်းရဲ့ဥယျာဉ်တော်မှာခါသားခွင့်ရအောင်လုပ်ခါသားခွင့်ရပြီဆိုတာနဲ့ဒီတရက်ပင်ကတရက်သီးတွေအခုလိုရတာမရှိတော့ပဲခါကောင်အောင်လုပ်ကြားရလားမောင်မင်းလားပါဗျာကျွန်တော်တို့ဘာယာနတိကိုသွားပြီးအဲ့ဒီတရက်ပင်ကနေခါပြီးရတာတက်နေတဲ့တရက်သီးတွေသီးလာအောင်ကျိုးပန်းပါမယ်ဗျာဒီဥယျာဉ်မှုဟာတတိဝါဟနာမင်းထံချင်းကပ်ခါစိုက်ပျိုးမှုမှာကျွမ်းကျင်ကြောင်းလျှောက်ထားပြီးဥယျာဉ်တော်အတွင်းမှာပြုစုလုပ်ဆောင်ခွင့်တောင်းတဲ့ခွင့်ပြုတဲ့အခါဒီဥယျာဉ်မှုအသစ်ဟာဥယျာဉ်တော်ကိုအရင်ကထက်သားရအောင်အသီးပွင့်တွေရသည်မဟုတ်ဘဲဖူးပွင့်အောင်စိုက်ပျိုးပြတဲ့ဥယျာဉ်တော်ဟာအရင်ကထက်သားရလွန်းတာမို့တတိဝါဟနာမင်းကြီးဟာဥယျာဉ်မှုအသစ်ကိုနှစ်သက်သဘောကျသွားတာကြောင့်ဥယျာဉ်မှုအဟောင်းကိုနှင်ထုတ်လိုက်ပြီးဥယျာဉ်တော်ကိုလည်းဥယျာဉ်မှုအသစ်ရဲ့စိတ်တိုင်းရစိုက်ပျိုးစေတာပေါ့ဥယျာဉ်မှုကြီးဖျားအောင်မင်းရဲ့ကျွမ်းကျင်မှုကြောင့်ငါကိုတော်ရဲ့ဥယျာဉ်တော်ဟာတစ်ပင်ပန်းမှနေဖူးပွင့်ဝေစာနေရတာတွေ့လို့ငါကိုတော်ဝမ်းမြောက်လာတယ်ကွမှန်တော့ပါဗျာကျွန်တော်မျိုးဟာအချိန်ရာသီမဟုတ်ပဲလေဖူးပွင့်ပြီးအတီးတီးအောင်ဆောင်ရွက်နိုင်ကြပါဗျာဟုတ်ပြီငါကိုတော်ရဲ့ဥယျာဉ်တော်ကိုတာလှပအောင်မောင်မင်းစိတ်တိုင်းကြပြုပြင်စိုက်ပျိုးစီဗျာမှန်လားပါဗျာကျွန်တော်မျိုးလက်စတို့ရဲ့ပြုစုစိုက်ပျိုးပါမယ်ဗျာမောင်ညီမလေးတို့ရေအကျံသမားဥယျာဉ်မှုအသစ်ဟာဥယ
ရင်တော်ကိုသူ့စိတ်တိုင်းကြစီမံခွင့်ရတာနဲ့တပြိုင်တည်းအလိုမျိုးကောင်းတဲ့တရက်ပင်ကိုဝိုင်းရံပြီးဓမ္မပင်တွေဂွေးထောက်ပင်တွေစိုက်ပျိုးတော့တဲ့မကြခင်ပဲဓမ္မပင်တွေဂွေးထောက်ပင်တွေရဲ့အမြင့်ဟာတရက်ပင်ရဲ့အမြင့်တွေနဲ့ရောဆက်သွားတော့တဲ့ကွယ်ဒါကြောင့်အရသာထူးကဲစွာချုံမိန်လှတဲ့တရက်သီးတွေဟာမချိုးလုံးမှမကတော့ပဲဓမ္မဂွေးထောက်တွေလိုခါကုန်တော့တဲ့သူကြအောင်မြင်သွားတဲ့အခါဥယျာဉ်မှုအသက်လဲဥယျာဉ်တော်ကနေထွက်ပြေးသွားတော့တဲ့မှန်လားပါဖုံးတော်ရှင်မင်းမြတ်ဖေဟာဥယျာဉ်တော်အတွင်းသိခံထားတဲ့ဥယျာဉ်မှုဟာဥယျာဉ်တော်ကိုပြည့်ပြီးထွက်ပြေးသွားကြမှာဖေဟာဟေးဘယ်အကြောင်းကြောင့်များလဲဝင်မင်းမှန်လားပါအရှင်မင်းကြီးနှစ်ချိုက်တော်မူလာတဲ့တရတိတွေဟာယခုအခါအရသာပြက်ပြီးအလွန်ခါနေပါတယ်ဖေဟာဟေးဘယ်လိုများဖြစ်ရလဲကွယ်မှန်လားပါကျွန်တော်မျိုးအထင်ကိုရှောက်တင်ရရင်ဖြစ်ယခုအခါတရက်ပင်ရဲ့ဘေးပတ်လဲမှာဓမ္မပင်ဂွေးတော်ပင်တွေကိုစိုက်ပျိုးထားတာတွေ့ရပါတယ်ဗျာဥယျာဉ်မှုအစ်စ်ဟာကျွန်တော်မျိုးတို့ရဲ့ထူးခဲ့တဲ့တရသည့်အရာသာကိုကြက်အောင်တမင်စီမံစိုက်ပျိုးထားရင်ထင်ပါတယ်ဗျာဒါကြောင့်တရသည့်တွေဟာအခုလိုခါနေပြီမို့ဥယျာဉ်မှုဟာသူ့အကြံအထမြောက်သွားလို့ခပြေးသွားတယ်ထင်ပါတယ်ဗျာဝင်းမင်းရဲ့စကားမှန်မိတာပဲကဲဥယျာဉ်မှုဟောင်းကိုပြန်ခေါ်ပြီးဒီတမဂွေးရောက်ပင်တွေကိုဖယ်ရှားပြီးတရက်ပင်ကိုရေဩသားတွေထက်တို့ရဲ့တကားကြီးတွေတွန်းလောင်းပြီးအရင်လိုအရသာထူးခဲ့အောင်ပြန်လည်ပြုစုစိုက်ပျိုးခိုင်းကြကွမှန်ပါမိတော်မြတ်တိုင်းပါဗျာဒါနဲ့ဥယျာဉ်မှုဟောင်းလဲဓမ္မပင်တွေဂွေးထောက်ပင်တွေကိုအမြင့်ကနေရှင်းနေဖယ်ရှားပြီးတရက်ပင်ကိုမြေဩဇာကောင်းကောင်းနဲ့ကျွေးငွားနို့ရည်တကားရည်လောင်းပြီးပြည်ပြင်လိုက်တော့မှအရင်ကလိုအရသာထူးကဲစွာချုံမိန်လှတဲ့တရက်သီးတွေပြန်ပြီးလာတော့တဲ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်ညီမလေးတို့အားလုံးကိုမှတ်ထားစေချင်တာကတော့မကောင်းတဲ့အပေါင်းဖော်တွေကိုမပေါင်းမိအောင်တတိထားကြရမယ်နော်ဒီလိုလူမိုက်တွေကိုကင်းအောင်ရှောင်ကျဉ်ခြင်းဟာအတိဝနာစဗလနံဆိုတဲ့မြတ်တော်မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာပြောကြရင်ပုံမြင်လေးကိုညီကုန်းထွက်လိုက်ပါတယ်ကွယ်ခြေတစ်ပတ်မှာလဲ38ဖြာမင်္ဂလာပုံမြင်များတွေကပညာရှိသောခေါင်းဆောင်ဆိုတဲ့ပုံမြင်လေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ကွယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်